ဒီလိုပုံစံတွေဆက်လုပ်နေမယ်ဆိုရင် page မှာရောင်းအားတွေထိုးကျသွားမှသိချတယ်ထိုးကျရုံနဲ့မဟုတ်အရင်မှပြုတ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါဘယ်လိုပုံစံလဲဆိုတော့တို့ဥပမာပေးရမယ်ဆိုရင်တို့ရဲ့ client တယောက်ရဲ့ page လေးကိုတို့ဥပမာပေးချင်တယ်ပေါ့နော်သူရဲ့လုပ်ငန်းကအပြင်မှာအရန်ကြီးတယ်ဆိုတော့ဝန်ထမ်းတွေလည်းရှိတယ်ဆိုင်ရင်ဆိုလည်းအကြီးပဲပေါ့နော်ဒါပေမဲ့အပြင်မှာဒါလုပ်ငန်းအရန်ကြီးပေမဲ့သူ online ပေါ်မှာတွားနေတယ်သူ့ရဲ့ page ဒီအသက်မဲ့နေတယ်ပြောမယ်ဆိုလုပ်ငန်းက online ပေါ်မှာကျတော့အရန်ကိုသေးနေတယ်သူတကယ်လေပတ်နေတာသူ့ရဲ့လုပ်ငန်းဒီအရန်ကိုကြီးရပေါ့နော်အပြင်မှာဆိုဝန်ထမ်းတွေလည်းအများကြီးရှိတယ်သူသိန်းကိုထောင်တောင်းချီနဲ့လေပတ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လုပ်ငန်းနာမည်တော့မပြောတော့ဘူးပေါ့နော်ဆိုတော့ page ပေါ်မှာကျတော့တိတိလေးဖြစ်နေတာပေါ့နော် post တွေဆိုရင်လည်း3ရက်တစ်ခါလောက်မှတင်တယ်တင်လိုက်တဲ့ post တွေကလည်းအသက်မဲ့တဲ့ post တွေဖြစ်နေတယ်ပြောမယ်ဆိုရင် customer နေရာကသွားမနေပဲနဲ့တို့ design တွေနဲ့လုပ်ထားတာပေါ့နော် design တချို့တွေကကြတော့တချို့ပစ္စည်းတွေက design နဲ့လုပ်တာတွေ customer တွေစိတ်ဝင်စားဘူးတို့ပြောတာသိလားမသိဘူးဥပမာအထည်ဆိုရင်အထည်ဝယ်တဲ့သူတွေရဲ့နေရာသွားနေကြည့်အထည်ဝယ်ပြီဆိုရင်တို့လည်း online ပေါ်မှာအထည်ဝယ်နေရပဲအထည်ကို design နဲ့တေချာပုံဆွဲထားတယ်ဆိုရင် design တေချာလုပ်ထားတဲ့ page ကဝယ်မလားဒါမှမဟုတ်ရင်အထည်ကိုတိတိချာချာလေးရိုက်ထားတဲ့အထည်ရဲ့အသားအထည်ရဲ့ cutting ပေါ့နော်အထည်ရဲ့ပုံစံပေါ်အောင်ရိုက်ထားတဲ့ page မှာဝယ်မလားဆိုတာတစ်ချက်လောက်ပြန်စဉ်းစားကြည့်အဓိကတို့က customer တွေကသွားနေရမယ်တို့ကပြောမယ်ဆိုအပြင်မှာလုပ်ငန်းအရန်ကြီးတယ်ဒါပေမဲ့ online ပုံ page ရဲ့ပုံရိပ်ကသေးနေတာတို့ဒီခေတ်မှာဆို branding တည်ဆောက်ရတယ် branding မှာဆိုရင် personal brand ရှိမယ် business brand ရှိမယ် product branding ရှိမယ်ပေါ့နော်အဲ့တော့ business brand လည်းတို့ရဲ့ page မှာမတည်ဆောက်ထားဘူး product branding လည်းမတည်ဆောက်ထားဘူး personal brand လည်းမရှိဘူးပေါ့နော် post တွေတော့တင်နေတယ်ဈေးပြောင်းရဘူးဆိုတာမျိုးဖြစ်လာတယ် product တွေ page မှာ post တင်ရုံပဲတင်နေတာပေါ့နော် target customer တိကျကျသတ်မှတ်ထားတာမရှိဘူးအဓိကပြဿနာအများစုကလေ target customer တိကျကျမသတ်မှတ်ကြဘူးသတ်မှတ်ပြီးပြီဆိုရင်သူတို့စီရောက်အောင်ဘယ်လိုပုံစံမျိုးနဲ့တွားမလဲဆိုတာကိုမစင်စားဘူးအဓိကဘာဖြစ်နေရလဲဆိုတော့ page တစ်ခုထောင်လိုက်ပြီးရတယ် post ပဲတင်နေတာပေါ့နော်အဲ့လိုမျိုးတင်လိုက်လို့ဘယ်သူကဈေးလာဝင်မှလဲအဲ့ဒီနေရာကိုတို့စဉ်းစားဖို့လိုအပ်တယ်ပြီးတော့ social proof အပိုင်းနဲ့မလုပ်ဘူးပေါ့နော်ဒီခေတ်မှာကလေ social proof ကအရန်ကိုအရေးကြီးတယ်အဲ့ဒီအပိုင်းကိုမလုပ်ဘူးဆိုလူတွေကဈေးလာဝင်မှမဟုတ်ဘူးအပြင်မှာရောင်းနေရပေမဲ့ page မှာဆိုရင်ဈေးရောင်းရတာလုံးဝလည်းမတွေ့ဘူးအဲ့တော့အပြင်မှာလည်းဆိုင်ရှိတယ်အပြင်မှာလုပ်ငန်းအရန်ကြီးရဲ့လုပ်ငန်းရှင်တွေအနေနဲ့အပြင်မှာပဲလုပ်ငန်းကြီးလို့မရဘူးပေါ့နော် online ပေါ်မှာလည်းကိုယ့်ရဲ့လုပ်ငန်းကိုအကြီးဖြစ်အောင်တည်ဆောက်ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တို့က social media ခေတ်မှာဖုန်းပေါ်ကပဲဆုံးဖြတ်ချက်ချကြတာဖြစ်တယ်ဖုန်းပွင့်ရင်းနဲ့ကိုယ့်ရဲ့ page ကတို့စီရောက်လာတယ်အဲ့ဒီမှာဝယ်သိမ်းမဝယ်သိမ်းကလည်းဒီဖုန်းပေါ်ကနေပဲဆုံးဖြတ်ချက်ချတာဖြစ်တယ်အဲ့ဒါကြောင့်မို့ကိုယ့်လုပ်ငန်းကရောင်းကောင်းကျင်နေဆိုရင်အပြင်မှာပဲလုပ်ငန်းကြီးနေလို့မရဘူးတို့က online ပေါ်မှာလည်းကိုယ့်ရဲ့လုပ်ငန်းကိုတိတိကျကျစနစ်တကျနဲ့တည်ဆောက်အောင်မှာဖြစ်တယ်တချို့ဆိုရင်ရှိတယ်နော်အပြင်မှာတော့ဆိုင်မဖွင့်ရသေးဘူး online ပေါ်မှာ live တစ်ခုထွန်းလိုက်တိတိတိုးရောင်းရတယ်နေ့တိုင်းကိုဈေးရောင်းနေရတယ်တရက်ကိုအထည်ပေါင်းရာချီရောင်းနေရတဲ့ page တွေရှိတယ်တို့ရဲ့ client တွေထဲမှာလည်းရှိတယ်အထည်ပေါင်းကိုတရက်ကိုရာချီရောင်းရတယ်အပြင်မှာဆိုင်မရှိသေးဘူးအဲ့ဒါဘာဖြစ်လဲဆိုတော့ online ကို short မတွက်ပါနဲ့ပေါ့နော်တို့ online ပေါ်မှာနေရာတိတိကျကျယူဖို့လိုအပ်တယ် online ပေါ်မှာကိုယ့်ရဲ့ page ကိုစနစ်တကျတည်ဆောက်ဖို့လိုအပ်တယ်အဲ့တော့ဒီနေ့ကတော့ဒီအချက်လေးလာပြောပြပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိုအပြင်မှာပဲအကြီးမလုပ်နေပါနဲ့ online ပေါ်မှာလည်းနေရာတနေရာသွားယူပါ online ပေါ်မှာလည်းကိုယ့်ရဲ့လုပ်ငန်းကိုတိတိကျကျလေးတည်ဆောက်ပါလို့တို့ကပြောချင်ပါတယ်သိချင်တာလေးတွေရှိတယ်ဆိုရင် comment မှာ mark ခဲ့လို့ရပါတယ်တို့အားရနဲ့လာပြီးတော့ဖြည့်ပေးမှာဖြစ်ပါတယ်အဲ့ဒီတော့နောက်ထပ်ဗီဒီယိုတွေမှာတို့ထပ်ဆောင်ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ